ကားတစ်စီးလုံး6တဲကိုထိုးကြွားသွားခဲ့ပြီးမောင်မဲနေတဲ့တောနဲ့ထင်းမှာတေချင်းတရားနဲ့ရင်ဆိုင်ခဲ့ရတဲ့ကိုကျော်ကြီးသူတကယ်ပဲတေသွားပြီလားဒါမှမဟုတ်ဒီထက်ပိုချောက်စရာကောင်းတဲ့အရာတွေကသူ့ကိုစောင့်ကြိုနေတာလားသူမျက်လုံးပြန်ပွင့်လာတဲ့အချိန်မှာမြင်လိုက်ရတာကတော့ဖြောင်း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 ကိုကျော်ကြီးမျက်လုံးကိုအားယူပြီးဖွင့်လိုက်တယ်ပဝင်းချိန်ကမောင်းနေတော့မဲ့ဒါပေမဲ့သူ့ဘေးနားမှာမီးဘိုလေးတစ်ခုရှိနေတယ်သူ့တကိုယ်လုံးနဲ့နားကျင်နေတာပဲjust ငါဘယ်ရောက်နေတာလဲကိုကျော်ကြီးတယောက်သေးရေရွတ်လိုက်မိတယ်အဲ့ဒီချိန်မှာပဲအမောင်ထဲကနေအတန်းတော်ကြီးထွက်လာတယ်ဗျတတိရလာပြီလားငါတူကိုကျော်ကြီးလန့်ဖြတ်ပြီးလှည့်ကြည့်လိုက်တော့အတန်း60ကျော်လောက်ရှိမဲ့အဖိုးကြီးတယောက်သူကမီးဘိုဘေးမှာထိုင်ရင်ဆေးတံတောင်းနေတာဗျအဘကျွန်တော်ကိုကယ်ထားတာလားကျွန်တော်ကားက6ထဲကျတော့တာမဟုတ်လားအေးလေမြင်ကားကတော့အောင်မကြေမွားသွားနီငါတူကန်ကောင်းလို့တစ်ပင်နဲ့ညီနေတာနဲ့ငါဆွဲတင်လာခဲ့တာပေါ့ကိုကျော်ကြီးတက်ပြင်းချလိုက်မိတယ်ဒါပေမဲ့သူချက်ချင်းတစ်ခုကိုတတိရသွားတယ်အဘကျွန်တော်ကားပေါ်မှာမင်းကလေးတယောက်ပါသေးတယ်ဗျသူမဘဲပါလေအဖိုးကြီးကဆေးတံကိုတစ်ချက်ဖွာလိုက်ပြီးကိုကျော်ကြီးကိုစိုက်ကြည့်တယ်ဗျသူ့မျက်လုံးတွေကတမျိုးကြီးပဲမင်းကလေးဘဲကမင်းကလေးလဲငါတူရဲ့ငါသွားကြည့်တော့ကားထဲမှာရောအပြင်မှာရောမင်းတယောက်တည်းရှိတာပါမဖြစ်နိုင်တာအဘရဲ့ကျွန်တော်ကိုယ်တိုင်တင်လာတာဗျအဖြူရောင်ဝတ်စုံနဲ့သူ့မျက်နှာကကိုကျော်ကြီးစကားတောင်မဆုံးသေးဘူးအဖိုးကြီးကအေးစစ်စစ်နဲ့ပြုံးလိုက်တယ်သူ့မျက်နှာကမျက်လုံးတွေမပါဘူးမဟုတ်လားပြီးတော့ဘာစကြီးကနားရွယ်အထိဖြဲနေတာမျိုးလားကိုကျော်ကြီးချက်တီးတွေဖြန်းကနေသွားတယ်ဗျအဘကဘယ်လိုတီးတာလဲအဖိုးကြီးကမီးဘိုဘေးကနေဖြည်းဖြည်းချင်းထလိုက်တယ်သူ့ခြေလမ်းတွေကမြေကြီးပေါ်မှာအတမ်းမထွက်ဘူးဗျတီးတာပေါ့ငါတူရအဲ့ဒါငါသမီးလေးလိုနေတဲ့ဇဲနစ်ကဒီလမ်းပေါ်မှာပဲကားတိုက်ခံရပြီးမျက်လုံးတွေပွင့်ထွက်တီးသွားရှာတာသူကလေအင်းပြန်ချင်းလို့အဖော်ရှာနေတာကြားပြီကိုကျော်ကြီးရင်ပတ်ထဲကနှလုံးခုန်တန်းဟာကားအင်ဂျင်တန်းထက်တောင်ကျဲနေပြီးသူအနောက်ကိုတဖြည်းဖြည်းဆုပ်လိုက်တယ်အဘကဘာပြောတာလဲဒါဆိုအဘကတော့အဖိုးကြီးကကိုကျော်ကြီးအနားကိုတိုးကလာလေမီးအောင်မှမြင်လိုက်လာတာကအဖိုးကြီးရဲ့ကိုယ်လုံးကကြီးလေနေပြီးအနောက်ကအရာတွေကိုဖောင်မြင်နေရတာဗျငါသမီးကအခုလေးတည်းမငါကိုပြောသွားတယ်မင်းကအရန်ကြောက်တတ်တာပဲတဲ့ဒါကြောင့်ငါတို့နဲ့အတူအဖော်လိုက်ခဲ့ပါလားငါတူရအဲ့ဒီချိန်မှာပဲကိုကျော်ကြီးရဲ့ပခုံးပေါ်ကိုအေးဆက်ဆက်လက်ချောင်းကြီးတွေကအနောက်ကနေလမ်းခိုင်းလိုက်တယ်ပြီးတော့နာလီမှာကပ်ပြီးပြောလိုက်တဲ့အတိုင်းကတော့အစီကိုကျမမျက်လုံးတွေတွေးပြီးလားကိုကျော်ကြီးအနောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ကိုကျော်ကြီးဖားမြင်လိုက်ရတယ်လေသူဒီတော့နာထဲကနေအသက်ရှင်ရပြန်ထွက်နိုင်ပါအောင်မလားအပိုင်နံပါတ်3မှာဆက်လက်ဆုံးပြောပေးကြပါအောင်ဗျာ